ကလေးကသူမကိုမူရစ်ဆေးတောက်ခိုင်းမှုကြံစီထားတဲ့အကြံကြီးမားတဲ့မိန်းမကိုယောက်ျားစီတန်းတင်ပစ်လိုက်တဲ့သူမကိုယ်တိုင်လည်းအဲ့ဒီဆေးကိုတောက်လိုက်ပြီးသူခင်မုန်းကဘသူကိုပထမဆုံးကဲမလဲဆိုတာစမ်းကြည့်ခြင်းခဲ့တယ်။ဒါပေမဲ့သူမရဲ့နှလုံးကိုချိုးဖောက်သွားတာကယောက်ျားရောက်လာတဲ့အခါစဉ်းစားမနေပဲအဲ့ဒီမိန်းမကိုပဲကဲလိုက်တာပါပဲ။အဲ့ဒီမိန်းမကဒီအိမ်တောင်ကိုအတင်းလုပ်ခဲ့တာဖြစ်ပြီးယောက်ျားရဲ့နှလုံးကတော့အမြဲတမ်းသူရည်စားဟောင်းစီမှာပဲရှိနေခဲ့တာကြောင့်ပါတကယ်တော့မင်္ဂလာပွဲမတိုင်ခင်တပတ်ဒီမိန်းမနဲ့ပဲလက်ထပ်မယ်ဆိုပြီးစီစဉ်ထားခဲ့တာဒါပေမဲ့မင်္ဂလာပွဲချိန်မှာပဲဖုန်းခေါ်လာပြီးသူမကမင်္ဂလာပွဲကိုချက်ချင်းဖျက်လိုက်တဲ့ယောက်ျားကိုလူများရှိမှအရှက်တကွဲဖြစ်အောင်လုပ်ခဲ့တယ်အဲ့ဒီအချိန်မှာအနက်ရောင်ဖုံးဝတ်ထားတဲ့မိန်းမတစ်ယောက်ပွဲထဲဝင်လာပြီးလူတိုင်းကိုအံ့အားသင့်စေခဲ့တယ်သူမဟာတာမန်မိန်းမမဟုတ်ပဲလူတိုင်းကြောက်ရွံ့ရတဲ့အင်အားကြီးမားတဲ့မိသားစုရဲ့ခေါင်းဆောင်ပါကလေးဘဝမှာသူမကိုသူမမိသားစုကစီးပွားရေးပါတနာတစ်ယောက်စီရောင်းချခဲ့တယ်ဒါပေမဲ့နောက်ပြန်လာချိန်မှာသူမကအယမ်းခိုင်မာလာပြီးသူ့အဖေကိုလှုပ်ရှားမရအောင်လုပ်လိုက်တယ်သူ့အကိုကိုတတ်ပြီးမိသားစုအားလုံးကိုကိုင်းတွယ်ထိန်းချုပ်လိုက်တယ်အဲ့ဒီမိန်းမကယောက်ျားကိုမင်္ဂလာဆောင်ဖို့အတင်းတောင်းဆိုခဲ့တဲ့အကြောင်းကတော့ကလေးဘဝမှာယောက်ျားကသူမကိုလက်ထပ်မယ်လို့ကတိပေးခဲ့တာကြောင့်ပါဒါပေမဲ့အချိန်ကြာလာတော့ယောက်ျားကအဲ့ဒီကတိကိုမေ့သွားခဲ့တယ်ဒါကြောင့်သူမကယောက်ျားမိသားစုရဲ့မတရားငွေစည်းရင်းတွေကိုဖော်ထုတ်မယ်လို့ချိန်ချောက်ပြီးစာချုပ်တစ်ခုလက်မှတ်ထိုးခိုင်းခဲ့တယ်အဲ့ဒီစာချုပ်ထဲမှာကွာရှင်းရင်ယောက်ျားမိသားစုရဲ့ပိုင်ဆိုင်မှုအလုံးသူမနိုင်မီဖြစ်သွားမယ်လို့ရေးထားတယ်။မိသားစုကိုကာကွယ်ဖို့ယောက်ျားမှမရွေးချယ်စရာမရှိဘဲလက်မှတ်ထိုးခဲ့ရတယ်။ဒါပေမဲ့အတင်းကျပ်လက်ထပ်မှုကဘလို့ပဲဖြစ်ဖြစ်ပျော်ရွှင်မှုမပေးနိုင်ဘူး။မင်္ဂလာညတွေကနှစ်ယောက်ကြားအငြင်းပွားမှုဖြစ်ခဲ့တယ်။မိန်းမကသူ့အာဏာကိုပြသခဲ့ပေမဲ့ယောက်ျားကအဲ့ဒါကိုအရှက်ရတဲ့အဖြစ်ယူပြီးသူ့ရည်စားဟောင်းကိုပဲစိတ်ထဲထင်ခဲ့တယ်။ဒါကြောင့်သူမနဲ့တခန်းနဲ့မအိတ်ချင်ဘူးအနီးတောင်မနေရချင်ဘူးအခန်းမဟုတ်တဲ့နေရာမှာသွားအိတ်လိုက်တယ်။